ထိုင်လာခဲ့တာရာဇဝင်မလေးမင်းမဟာရာဇာတိရဲဆရာတော်ဝါပညာမတန်စာသောသူရဲ့ကောင်းများစွာပေါ်ထွန်းခဲ့လေတာစာပေရည်စည်မှုသမိုင်းစင်လာကြီးမားသောလူမျိုးတွေပါဗုဒ္ဓရဲ့တရားရဲ့အောင်မှာငြိမ်းချမ်းစွာအေးချမ်းစွာနေထိုင်တဲ့မွန်လူမျိုးတွေပါဖိတ်ခေါ်ပါလေလေလာခဲ့ပါလေမွန်တို့ဌာနေမွန်တို့ဌာနေဟင်းသာတော်မြေလေးလာစရာပန်းဖြေစရာတဘာဝရေတကူစိတ်ဆန်းပင်လေတောင်ကန်တောင်တန်းကြီးများနေမွန်တို့ရဲ့ဘိုးဘွားယူရမွေလမ်းမျိုးရိုးစေဒီပထောဖျားကြောင်ကန်ပကြီးပပူအနုလာသူကူမလည်းရကြောက်စားများထင်ရှားစွာရှိနေစေတည်နေစေပဲရမညာတိုင်းမှာမွန်လူမျိုးတွေဟာစံပြခဏထေဝါစွာခေတ်ဆက်ဆက်နဲ့ဆိုင်လို့နေထိုင်လာခဲ့တာရာဇဝင်မလေးမင်းမဟာရာဇာတိရဲဆရာတော်ဝါပညာမတန်စာသောသူရဲ့ကောင်းများစွာပေါ်ထွန်းခဲ့လေတာသမိုင်းစင်လာကြီးမားသောလူမျိုးတွေပါဗုဒ္ဓရဲ့တရားရဲ့အောင်မှာငြိမ်းချမ်းစွာအေးချမ်းစွာနေထိုင်တဲ့မွန်လူမျိုးတွေပါဖိတ်ခေါ်ပါလေလာခဲ့ပါလေမွန်တို့ဌာနေမွန်တို့ဌာနေပန်းဖြေစရာတဘာဝရေတကူစိတ်ဆန်းပင်လေတောင်ကန်တောင်တန်းကြီးများနေမွန်တို့ရဲ့ဘိုးဘွားယူရမွေလမ်းမျိုးရိုးစေဒီပထောဖျားကြောင်ကန်ပကြီးပပူအနုလာသူကူမလည်းရကြောက်စားများထင်ရှားစွာရှိနေစေ